ရိဗေလိကုလာပါတယ်အဘိသရိတကလျာဏီကောင်းတဲ့လုပ်ငန်းဆိုရင်မြန်မြန်သာလုပ်လိုက်ကြပါကုသိုလ်လုပ်ငန်းဆိုလို့ရှိရင်ဒါနဖြစ်ဖြစ်သီလဖြစ်ဖြစ်သမာဓိပညာပဲဖြစ်ဖြစ်မြန်မြန်ကြီးသာလုပ်လိုက်ကြပါအဘိသရိတကလျာဏီဘာကြောင့်တုံးဆိုတော့အဆုံးနာကပါပသမေရမတိမနောဒီစိတ်ဟာကောင်းတဲ့အလုပ်မှသိမပြောဘူးပြောရင်လည်းပဲကောင်းတဲ့လုပ်ငန်းခဏပဲကြာရင်ပြင်းလာမကောင်းတဲ့လုပ်ငန်းအလွန်ပျော်တယ်တရားပွဲတစ်ပွဲကိုဘုန်းကြီးတို့ညင်လုံးပေါက်ဟောမယ်ဘုန်းကြီးတို့ပရိသတ်ပေါင်းသူတော်ကောင်းတို့ဘလောက်ပဲကောင်းကောင်းနာနိုင်ကြပါမလားလို့ပြောရင်ဇတ်ပွဲတစ်ပွဲကြည့်ရတာတော့ဇွဲမကောင်းတာတော့သိကြတယ်ဇာပွဲတစ်ပွဲညလုံးပေါင်းကတော့ညလုံးပေါင်းပဲပျော်ပျော်ပါပါကြည့်ကြတယ်အိယာလေးနဲ့စာဥစားခွက်နဲ့သွားကြည့်ကြတာတရားပွဲညလုံးပေါင်းခေါ်မယ်ဆိုတော့ဘယ်လာတော့မှလဲ3 နာရီ4 နာရီလောက်ဆိုရင်ကိုပဲတလူလူတလိမ့်လိမ့်နဲ့ဘယ်ညာပြောင်းကုန်ကြတာရေတွေက9 တကောင်ကုန်းပေါ်10တင်ထားသလိုဖြစ်ကုန်တယ်ရေတွေက9 တကောင်ကုန်းပေါ်10တင်ထားအဲ့ဒီကငြိမ်ငြိမ်နေလို့မရဘူးလူလိမ့်ပြီးတော့ရောက်ရက်ခတ်နေတတ်တာပဲဟောဒီစိတ်ဒီကောင်းတဲ့လုပ်ငန်းဘလောက်ပဲလုပ်ပါပြောပြောကြာကြာကြီးမပြောခြင်းဘူးမကောင်းတဲ့လုပ်ငန်းမှာအလွန်ပြောတယ်ဒါကိုပါပသမိန်ရမတိမနောလို့တိုက်တွန်းမြတ်စွာဘုရားဆုံးမတော်မူထားတယ်မနောစေတိပါပသမိန်မကောင်းသောအကြံမကောင်းသောအပြောမကောင်းသောလုပ်ငန်းမရမတိမွေလျောတတ်ပါ၏သတ္တမထို့ကြောင့်ကလျာဏီကုသိုလ်လုပ်ငန်းမှန်သမျှကိုဗိတရိတလင်းမြန်ဆိုးစွာအာထုတ်ကြပေကုန်ရ၏ဘာပမကောင်းသောအကျံစီမှစိတ်တန်စိတ်ကိုနိဝရယေတမ်းမြင့်နိုင်ကြရမယ်ဟိတိုက်တုံးသိမ့်ပေစွာဝါပဲကြောင့်ဤဟုမူကားတန်တန်နှုတ်နှုတ်နေနေပုံညာကောင်းမှုကိုကရောတော်ပြုလို့သောပုဂ္ဂိုလ်အားဝါပြုလို့သည်ရှိသောပုံညာဖလံကောင်းမှုရဲ့ကျိုးပေသည်လည်းပဲတန်တန်နှုတ်နှေးသည်ဟောတိဖြစ်၏ကိုယ်တော်ကောင်းမှုကိုနှုတ်နှုတ်နှေးနှေးဖြည်းဖြည်းလေးလေးတိုက်တိုက်တွန်းတွန်းပြုကြပြီဆိုရင်အကျိုးပေးတော့လည်းပဲဖြည်းဖြည်းစီစီတိုက်တိုက်တွန်းတွန်းဒီလိုဖြစ်တယ်ထက်ထက်မြက်မြက်တွတ်တွတ်လဲလဲတဲပြီးတော့အကျိုးမပေးချင်ကြဘူးစိတ်ဒီမကောင်းမှုမှပြောင်းပြီးတော့လှူမယ်ဆိုစိတ်ကူးလိုက်တော့ကြာအဲ့ဒီထဲဥပ္ပကိလေသာတစ်စုံတစ်ခုဝင်လာရင်လှူမဲ့စိတ်ဒီအာရော့သွားလိုက်အဖက်ဖက်ကနေပြီးတော့ဒီစိတ်ကိုတိုက်တွန်းလိုက်မိမိကိုယ်ကိုမိမိတိုက်တွန်းလိုက်မိမိရဲ့ဆွေမျိုးညာတိမိဘတို့ကတိုက်တွန်းလိုက်လောဘကံမဲ့တို့ကတိုက်တွန်းလိုက်ပဝန်းကျင်အရှိနီးအယမလွဲတာမရှောင်သာသောတိုက်တွန်းမှုတွေကလည်းဖြစ်ပေါ်လာတော့လှူမယ်လို့ဖြစ်ပေါ်လာတော့ကြာအချောင်းအမျိုးမျိုးချောင်းဆိုပြီးတော့လှူမဲ့လုပ်ငန်းဟာမဖြစ်ပြန်ဘူးသီလဆောက်တည်လေဒီတိုင်းပဲတရားအားထုတ်တော့လေဒီတိုင်းပါပဲများများကြီးတိုက်တွန်းယူမှလုပ်ငန်းဟာနည်းနည်းလေးပဲဖြစ်တတ်တယ်ဒါကြောင့်ဘုန်းကြီးတို့ပရိသတ်များဒီစိတ်ကိုကိုယ်စိတ်ကိုကိုယ်ပြန်ကြည့်တဏှီကုံငါစိတ်ဟာမကောင်းမှုနဲ့ကောင်းမှုဘယ်ဘက်မှာအပျော်များသလဲအကျံအစီကိုကြည့်မကောင်းတာနဲ့ကောင်းတာနေ့စဉ်ဘယ်ဘက်အကျံအစီများတော့အပျော်ကိုကြည့်မကောင်းပြောနဲ့ကောင်းပြောပဲအဲ့ဒီအပျော်နှစ်မျိုးမှာဘယ်ပြောငါများတော့အလုတ်လည်းမကောင်းတဲ့အလုတ်နဲ့ကောင်းတဲ့အလုတ်နေ့စဉ်ငါဘက်များတော့ညအိယာဝင်တော့အိယာတဲ့ပဲ့လက်လန်းနှစ်ဖူးပေါ်လက်တင်စဉ်းစားဝဲဘက်မှာချိန်ခွင်တစ်ခွက်ရာဘွက်မှာချိန်ခွင်တစ်ခွက်ချိန်ခွင်ခွက်နှစ်ခွက်စိတ်ကူးနဲ့ချပြီးတော့မကောင်းမှုတွေတစ်ခွက်မှာထက်ကောင်းမှုတွေတစ်ခွက်မှာထက်စိတ်ကူးနဲ့ပေါ့လေချိန်ခွင်ဆွဲပြီးတော့မြှောက်ကြည့်ဘယ်ဘက်ကဇောက်ထိုးဆင်းသွားမလဲမကောင်းမှုဘက်ကဇောက်ထိုးဆင်းသွားရုံနဲ့မကဘဲနဲ့ချိန်ခွင်တောင်တောင်းလာမှာမဟုတ်ဘူးအလေးချိန်ပန်းနေလိုက်တာပြောတယ်တဲ့မကောင်းမှုမှာဒီစိတ်ဟာအလွန်ပြောတယ်တယောက်တည်းတခါတလေမြကလထိုင်ပေါ်တင်မလင်ချိတ်ပြီးတော့ဘယ်သူမှအနာမရှိတဲ့ကစိတ်ကူးပြီးတော့နေလိုက်တဲ့ဥစ္စာဟာကာမဝိတ္တဇာဝတဝိတ္တအစရှိတဲ့ဝိတ္တတွေကြီးမိစ္ဆာဝိတ္တတွေကြီးတတိကြီးလာတတ်တယ်တမ္မာဝိတ္တဟာအလွန်နဲ့တယ်ဒါကြောင့်ကောင်းမှုတစ်ခုပြုမယ်လို့စိတ်ထဲပေါ်ရင်ချက်ချင်းသာထပြုလိုက်အချိန်ကိုမဆိုင်နဲ့မိမိစိတ်စေရနာနဲ့တရားကိုလည်းမိမိဒီအစိုးရတာမျိုးမဟုတ်ဘူး
မိမိစိတ်စေတနာတရားဆိုတဲ့ဓမ္မဓာတ်ဒါကိုလည်းပဲအစိုးမရတဲ့အနတ္တဆိုတာနားလည်ထားမိမိရဲ့အသက်နဲ့ခန္ဓာကိုယ်လည်းမိမိအစိုးမရဘူးမိမိအသက်နဲ့ခန္ဓာဆိုတဲ့ဓမ္မဓာတ်ကိုလည်းအစိုးမရဘူးစိတ်စေတနာတရားကိုလည်းအစိုးမရဘူးအသက်နဲ့ခန္ဓာကိုလည်းကိုယ်သည်အစိုးမရဘူးနောက်တကအစိုးမရတဲ့ကဒီစီဝဥစ္စာတွေရဲ့အပေါ်မှာလည်းကိုယ်သည်အစိုးမရမပိုင်သဘူးစေတနာလည်းမပိုင်တရားလည်းမနိုင်ပစ္စည်းလည်းပဲကိုယ်မပိုင်ဉာဏ်မျိုးတွေပိုင်ထားအသက်နဲ့ခန္ဓာလည်းကိုယ်မပိုင်96ပါးအနာယောဂါတွေပိုင်ထားကဲကိုယ်ပိုင်တာဘာရှိတော့စေတနာတရားလည်းပဲဘုရားပရိသတ်များမဲ့တာမဆိုင်သေးရင်ပိုင်းကိုမပိုင်အနေဆုံးသောတမတိမဲ့ဖူလုံးမှမဆိုင်သေးရင်ဒီတရားစေတနာကိုဘယ်သူမှအပိုင်မရဘူးမနိုင်ဘူးပေါ့မဲ့ဖို့စိုက်ထားပြီးတဲ့တရားစေတနာကတော့အပြောင်းအလဲကိုလုံးဝမရှိဘူးဘုန်းကြီးတို့ဟောတဲ့ယရဏသုတ်ထဲပါမောလားယတိတခီလောပထဝိတိတော်တိယစတုပိဝါတိဟိအတံပကံပိယောကြောက်သားထဲနဲ့စိုက်ထားတဲ့ကြောက်တန်ကြီးအရက်လေးမျက်နှာကလေမုန်တိုင်းတိုက်ချင်နိုင်တဲ့ဒုကြောက်တန်ကြီးမလဲတော့ဘူးဆိုတာလို့သောတာပန်ပုဂ္ဂိုလ်ရဲ့တရားစေတနာတွေဟာဘယ်လိုမှပြောင်းလဲချက်မရှိဘူးခိုင်မြဲသွားပြီသောတာပတိမဲ့ဖို့မရတဲ့ဘုရားပရိသတ်ကိုယ်စိတ်စေတနာကိုကိုမပိုင်ဘူးဆိုတာကိုမှတ်ပါခဏခဏအပြောင်းအလဲဖြစ်နေတယ်တဲ့စေတနာနဲ့တရားတွေဟာအသက်နဲ့ခန္ဓာတော့96ပါးအနာရောဂါပိုင်တယ်စီးပွားကြတော့ရံသူမျိုး5ပါးပိုင်တယ်စိတ်စေတနာကြတော့ဥပကိလေသာတွေကနှောက်ယှက်နေတယ်လို့သဘောကျဒါကြောင့်ကလျာဏီကောင်းတဲ့လုပ်ငန်းတို့ကိုအဘိဓရိတလင်းမြန်စောစွာအားထုတ်ကြရမယ်ဘာဘာစိတ်တန်နိဝရယိဘာဘာမကောင်းမှုမှာစိတ်တန်စိတ်ကိုနိဝရယိတမ်းမြင့်နိုင်ကြရမယ်တန်တဟိကရောတောဘုံဉံပပသမိရမတိမနောဘုံဉံကောင်းမှုကိုတန်တန်နှုံနှုံနေနေတိုက်တိုက်တုံတုံဖြည်းဖြည်းစီစီစင်စင်စားစားကရောတောပြုလုပ်နေတဲ့ပုဂ္ဂိုလ်အဘုံညာဗလံကောင်းမှုရဲ့အကျိုးပေးလည်းပဲတန်တန်နှုံနေသည်ဟောဒီဖြစ်တဲ့ကာသမဘိကြောင့်ဤဟုမူကမနောစိတ်သည်ပပသမိမကောင်းမှုမာရမတိမွေ့လျော်နေချိုက်ပျော်ပိုက်၍နေတတ်ပါတယ်သီလသမာဓိပညာလုပ်ငန်းများထားဒါနလုပ်ငန်းတစ်ခုကိုဘုရားတို့ပရိသတ်များစဉ်းစားကြည့်ပါဒါနိစ္စယုတ်ဒင်းစသမာနမဟုအပ္ပပိတန္တဘဟုကေစီနန္တိအပ္ပံပိစေတတ္တဟနောတရာတိဒေနိဝသောဟောတိဒုက္ခိပရထဒါနိစ္စယုတ်ဒင်းစသမာနမဟုဒါနိစ္စဒါနကို၎င်းယုတ်တင်စာစစ်တိုက်ခြင်းကို၎င်းဗမာနံတူမြသည်ဟု၍အာဟုဆိုကြပေကုန်၏ဒါနနဲ့ယုတ်တအတူတူပဲဒါနအလူပေးခြင်းယုတ်တစစ်တိုက်ခြင်းအလူပေးရတာနဲ့စစ်တိုက်ရတာအတူတူပဲဆိုပါလားအလူပေးရတာနဲ့စစ်တိုက်ရတာဘယ်လိုတူတုံးဆိုတော့ဇီဝိတနာသနဘိရုကောယုစီတုံနတကောတိဇီဝိတနာသနဘိရုကောအသက်နဲ့ခန္ဓာကျွေးသေးမှကြောက်သောပုဂ္ဂိုလ်သည်ယုစီတုံစစ်တိုက်ခြင်းကနတကောတိမတတ်နိုင်ဘူးအသက်နဲ့ခန္ဓာကိုမစွန့်ရဘူးဆိုတဲ့ပုဂ္ဂိုလ်သည်စစ်မတိုက်ရဘူးတဲ့အသက်နဲ့ခန္ဓာစွန့်ရမှစစ်ပွဲမှာအောင်မြင်တာအသက်မစွန့်ရခန္ဓာမစွန့်ရဲ့တေရမှာကြောက်နေတဲ့ပုဂ္ဂိုလ်ဒီတိုက်ပွဲဘယ်တော့မအောင်မြင်ဘူးတိုင်းပြည်အတွက်လူမျိုးအတွက်လွတ်လပ်ရေးအတွက်ဘာသာအတွက်သာသနာအတွက်ငါအသက်နဲ့ငါခန္ဓာလှူလိုက်ပါပြီဆိုတဲ့အာဇာနည်ပုဂ္ဂိုလ်များမှာစစ်ပွဲမှာအောင်မြင်တာဒီတော့စစ်ပွဲမှာတိုင်းပြည်နဲ့လူမျိုးကိုတကယ်ချစ်ပြီးတော့ကိုယ်သက်နဲ့ကိုယ်ခန္ဓာစွန့်သွားတဲ့အာဇာနည်စစ်သူရဲတွေဟာဘုန်းကြီးတို့ပရိသတ်များသောတာပန်ပုဂ္ဂိုလ်များရဲ့အတ္တသန္နိယာတနတရဏဂုံကိုမှီပြီးတော့လိုက်သွားတယ်သောတာပန်ပုဂ္ဂိုလ်တို့ရဲ့အတ္တသန္နိယာတနတရဏဂုံဟာလေဣဇံတွင်ကတ္တဝါအဟံအတ္တနံဗုဒ္ဓတနေယာတိမိဓမ္မတနေယာတိမိသံဃတနေယာတိမိတဲ့ဒီလိုစောင့်တည်ထားကြ
သောတာပန်ပုဂ္ဂိုလ်များတရဏဂုံဆောက်တည်တော့ယင်ဣဇာဒိကတဝဒီကနေ့ကိုစပြည့်၍အဟံငါရီအတ္တနာမိမိရဲ့အသက်နဲ့ခန္ဓာကိုယ်ကိုဗုဒ္ဓသာမြတ်စွာဘုရားအနေယတိမိအနှင်းလိုက်ပါပြီဓမ္မသာတရားတော်အနေယတိမိအနှင်းလိုက်ပါပြီသံဃာသာသံဃာတော်အနေယတိမိအနှင်းလိုက်ပါပြီဣဇာဒိကတဝအဟံအတ္တနာဗုဒ္ဓသာဓမ္မသာသံဃာသာအနေယတိမိဒီကနေ့ကစပြီးငါရဲ့အသက်နဲ့ခန္ဓာကိုယ်ဘုရားတရားသံဃာအားအနှင်းလှူဒန်းလိုက်ပါပြီသောတာပန်များအဲ့ဒီလိုဆောက်တည်ကြနောက်တစ်မျိုးဒီအိဗေပါပဲအတိဗေကတော့ဣဇာတိကတဝအဟံအတ္တနံဗုဒ္ဓသာပရိစ္ဆဇာမိဓမ္မသာပရိစ္ဆဇာမိသံဃာသာပရိစ္ဆဇာမိဣဇာတိကတဝဒီကနေ့ကိုစပ်ပြီးအဟံငါသည်အတ္တနံဟောဒီအသက်နဲ့ခန္ဓာကိုယ်ကိုဗုဒ္ဓသာမြတ်စွာဘုရားဓမ္မသာတရားတော်အာသံဃာသာသံဃာတော်ပရိစ္ဆဇာမိစွန့်လွတ်လိုက်ပါပြီဒေမိလူတန်းလိုက်ပါပြီဒီကနေ့ကစငါအသက်နဲ့ခန္ဓာဘုရားတရားသံဃာယရဏသုံးပါးအားအနှင်းလိုက်ပါပြီစွန့်လွတ်လိုက်ပါပြီလူတန်းလိုက်ပါပြီသောတာပန်များအသက်နဲ့ခန္ဓာကိုယရဏသုံးပါးအတွက်ဒုက္ကဲ့သို့စွန့်ထားဘုရားတရားသံဃာနဲ့ပတ်သက်လာလို့ရှိရင်အသက်နဲ့ခန္ဓာကြွေအသေးသာခံလိမ့်မယ်ယရဏသုံးပါးအပေါ်မှာယုံကြည်တဲ့စိတ်ဓာတ်ကိုတော့သောတာပန်အပြစ်မခံဘူးသောတာပန်ရဲ့တရဏဂုံကယရဏသုံးပါးဘက်ကိုဥတည်သွားတယ်ပြီးတော့သောတာပန်များသီလချစ်လိုက်ပုံကိုယ်သက်တာအသေးခံမြင်သူများသတ်ဖို့တော့မစင်စားဘူးအဲ့ဒီနှစ်ချက်ကိုဘုန်းကြီးတို့ပိဋကအာယုယူကြည့်လိုက်ယခုနေ့ကစစ်ပွဲမှာဆင်နွှဲတဲ့အာဇာနည်စစ်သူရဲတို့ဘက်ကိုလှမ်းကြည့်လိုက်တိုင်းပြည်အတွက်လူမျိုးအတွက်ချစ်မြတ်နိုးပြီးတော့ကိုယ်သက်နဲ့ကိုယ်ခန္ဓာစွန့်ပြီးတော့စစ်ပွဲဝင်ကြကိုယ်သက်နဲ့ကိုယ်ခန္ဓာစွန့်ရဲတယ်တိုင်းပြည်နဲ့လူမျိုးအတွက်ဘာသာသာသနာအတွက်သောတာပန်တို့ရဲ့စိတ်ဓာတ်နဲ့အလားခတ်ဆင်ဆင်တူတယ်လို့ဆိုရပေမဲ့သောတာပန်ပုဂ္ဂိုလ်ကတစ်ဖက်ကိုမသတ်တော့ဘူးဟောဒီမှာသောတာပန်မဟုတ်သေးတဲ့ပုဂ္ဂိုလ်များကသတ်လိုက်အောင်မယ်အဲ့ဒီမှာတော့ကွာနေတယ်အသက်နဲ့ခန္ဓာစွန့်ရဲတယ်ဆိုတာလေးကိုပဲစဉ်းစားပါတော့အသက်နဲ့ခန္ဓာစွန့်ရဲတာတိုင်းပြည်နဲ့လူမျိုးတကယ်ချစ်တဲ့စုသူရဲတွေစွန့်ရဲတယ်သောတာပန်ပုဂ္ဂိုလ်တွေယရဏသုံးပါးအတွက်အသက်နဲ့ခန္ဓာစွန့်ရဲတယ်ဟောဒီမှာကိလေသာစစ်ပွဲဆင်နွှဲတဲ့နေရာသာသနာရေးအတွက်စစ်ပွဲဆင်နွှဲတဲ့နေရာသောတာပန်များအသက်နဲ့ခန္ဓာစွန့်ရဲတဲ့သာသနာအပြည့်အစည်းအထိခိုက်တော့မခံဘူးဆိုတာလို့အာဇာနည်စစ်သူရဲတို့လည်းပဲတိုင်းပြည်နဲ့လူမျိုးအတွက်မိမိတို့ရဲ့အသက်နဲ့ခန္ဓာကိုစွန့်ရဲပါတယ်အသက်နဲ့ခန္ဓာစွန့်တာမစွန့်ရဲရင်ဒို့စစ်သူရဲကိုစစ်သူရဲလို့ဆိုလို့မဖြစ်တော့ဘူးတိုက်ပွဲအောင်မြင်မှာမဟုတ်တော့အသက်နဲ့ခန္ဓာကိုမစွန့်ရဲရင်စစ်သူရဲမဟုတ်ဘူးပေါ့ဒီလိုဆိုရင်ဒုပုဂ္ဂိုလ်ဒီတိုက်ပွဲဘယ်တော့မှမအောင်မြင်နိုင်ဘူးဒါကြောင့်ဇီဝိတနာသနာဘိရုကောအသက်နဲ့ခန္ဓာကျွေးပြီးမှကြောက်ရွံ့တဲ့စစ်သူရဲ့သည်ယုတ်စီတုံစစ်တိုက်ခြင်းကနတ်တဲ့ကိုတိမစွန့်နိုင်ဘူးဧဝမေဝဤအတိုင်းမလျင်ဘောဂတခယဘိရုကိုဇီဝဥစ္စာကုန်ခမ်းမှာကြောက်ရွံ့တဲ့ပုဂ္ဂိုလ်သည်ဒါနလူဒါနကိုဓာတုံပြီးလူချင်းကနတ်တဲ့ကိုတိမတတ်နိုင်ဘူးအသက်နဲ့ခန္ဓာမစွန့်ရဲတဲ့ပုဂ္ဂိုလ်သည်စစ်ပွဲမတိုက်ရဲသလိုပဲဒီစီဥစ္စာကုန်မှာကြောက်ရွံ့နေတဲ့ပုဂ္ဂိုလ်လည်းပဲဒါနစစ်ပွဲမှာအမြဲတမ်းရှုံးမယ်ပေးတဲ့လူတဲ့လုပ်ငန်းမှာပစ္စည်းကုန်မှာကြောက်ရင်မအောင်မြင်ဘူးတဲ့အသက်နဲ့ခန္ဓာသေမှာကြောက်ရင်ကြွေမှာကြောက်ရင်စစ်ပွဲမအောင်မြင်သလိုပဲပေါ့ဒါကြောင့်ပြောထားတာဒါနင်းစယုတ်တင်းစသမာနမဟုဒါနင်းစဒါနကို၎င်းယုတ်တင်းစစစ်တိုက်ခြင်းကို၎င်းပမာဏတူမြတ်သည်လို့အာဟုဆိုကြပေကုန်၏ဒါနဟာစစ်တရတာလောက်ခက်ပါတယ်စစ်ပွဲမှာလည်းဝင်လုံးကတော့ဘယ်လိုလဲတိုင်းပြည်ချစ်တယ်လူမျိုးချစ်တယ်အသက်နဲ့ခန္ဓာကိုစွန့်ပလိုက်မယ်ဆိုပြီးတော့ဝင်သွားတာပဲတကယ်သေဖို့သေဝသူရောက်လာပြီဆိုတဲ့အခါလဲကြာရောတိုင်းပြည်ချစ်တယ်လူမျိုးချစ်တယ်ဆိုတဲ့စိတ်ဓာတ်တွေဟာပျောက်ကုန်တတ်တယ်ကိုယ်သက်နဲ့ကိုယ်ခန္ဓာကြတော့အချစ်ဆုံးကိုတိုင်းပြည်နဲ့လူမျိုးချစ်ထားတဲ့ကိုယ်သက်နဲ့ကိုယ်ခန္ဓာပိုချစ်လာပြီလဲဆိုရောဒီစစ်ပွဲမတိုက်ရဲတော့ဟ
ကုသိုလ်ကြီးဘလောက်ပဲချစ်မြတ်နိုးတယ်ဘာသာရေးသာသနာရေးဘလောက်ပဲမြတ်နိုးပါတယ်လို့ဆိုစီးပွားရေးထိခိုက်လာမယ်လဲဆိုရောဆုတ်သွားရောဒါနစစ်ပွဲမှာထိုပုဂ္ဂိုလ်ရှုံးသွားတယ်အသနဲ့ခန္ဓာမစွန့်ရဲတယ်လို့စီးပွားမစွန့်ရဲရင်ဟောဒီဒါနစစ်ပွဲမအောင်မြင်ဘူးလို့ဆိုလိုက်တယ်ဒါကြောင့်ဒါနသည်စစ်တရသည်နှင့်တူပါ၏စစ်တရတာကအသနဲ့ခန္ဓာကိုချစ်တာပြီးတဲ့လူတဲ့စစ်ပွဲတိုက်နေတဲ့ပုဂ္ဂိုလ်တွေကဘာချစ်တာလဲစီးပွားဥစ္စာကိုချစ်တာစီးပွားဥစ္စာကိုချစ်တယ်နော်တဏှာလောဘချင်းမြတ်လို့တဲ့အတွက်ကြောင့်ဒီစီးပွားဥစ္စာကိုမစွန့်ခြင်းဘူးနော်မစ္စရိယတိုက်ပွဲဘာကြောင့်ကြာသွားတယ်လဲဆိုဒီတရားနှလုံးကြောင့်ကြာဆုံးသွားတာမိမိရဲ့နှလုံးသားထဲမှာဝင်လာပြီးတရားနဲ့စေရနာကတော့ပြည့်ရောဝင်လာတဲ့ရန်သူကလောဘစီးပွားဥစ္စာကိုချစ်လိုက်တာမိစ္ဆရိယချစ်တဲ့စီးပွားမပြည့်နိုင်ဘူးဒီနှလုံးဝင်ပြီးတော့ကိမ့်ပြီလဲဆိုရောသောပုဂ္ဂိုလ်ပေးခြင်းလှူခြင်းကမဝန့်ရဲတော့ဘူးဒီလိုဖြစ်သွားတယ်မကောင်းမှုမှာဒီစိတ်ဒီပြောတယ်ဆိုတာဟာအဲ့ဒီသဘောပဲစီးပွားဥစ္စာတွေမှာကြည်လူပြီးတော့ပြောမွေ့နေတယ်ဒီစီးပွားလေးတွေကိုသိမ့်ပိုက်ပြီးတော့သို့သိပြီးတော့ထားရနာမှာသိကျေနပ်နေတယ်အဲ့ဒါမကောင်းမှုပြောတာခေါ်တယ်စီးပွားဥစ္စာကိုသိမ့်ပိုက်ရတာသိမ့်စီရတာသို့ဝှက်ရတာအလွန်ပြောမွေ့တယ်ဆိုရင်ဒါကိုမကောင်းမှုမှာပြောမွေ့သူလို့ပဲဆိုရပြီမယ်မဏိတိဒုက္ခတဲ့ဒုက္ခရောက်လို့ရောက်မှမသိရှာဒါနိစ္စစစ်တိုက်ခြင်းကို၎င်းဒါနိစ္စလူဒါနကို၎င်းယုတ်တင်းဆစစ်တိုက်ခြင်းကို၎င်းသမဏံတူမြတ်သည်လို့အာဟုဆိုကြပေကုန်၏ဒါနိစ္စဒါနကို၎င်းယုတ်တင်းဆစစ်တိုက်ခြင်းကိုသမဏံတူပါပဲလို့အာဟုဆိုကြကုန်၏တူပုံမှတ်မိပါစေဇီဝိတနာသနာတိရုကောယုတ်စီဒုဏတဲ့ကောဒီအသနဲ့ခန္ဓာမစွန်ရဲရင်စစ်ပွဲမှာမအောင်မြင်သလိုပဲဓနတခယပြည်သူကိုဥစ္စာပစ္စည်းကုန်မှကြောက်တဲ့ပုဂ္ဂိုလ်သည်ဒါတုံပေးလူချင်းငါနာတဲ့ကိုယ်ဒီမတတ်နိုင်ဘူးတူပုံကအဲ့ဒီလိုတူပါတယ်အသက်နဲ့ခန္ဓာကိုချစ်သလိုပဲစစ်သူရဲ့တိုက်ပွဲဝင်တော့အသက်နဲ့ခန္ဓာချစ်လို့နောက်ဆုတ်လာသလိုပြီးတဲ့လူတဲ့စစ်ပွဲဆင်နွှဲနေတဲ့အလူရှင်တို့လည်းပဲမိမိရဲ့ပစ္စည်းကိုချစ်လွန်းလို့မြတ်နိုးလွန်းလို့လူမယ်ဆိုရင်နောက်ဆုတ်လာတာဒါကြောင့်ပါပသမေရမတိမနောမကောင်းတဲ့အကျင့်မှအလုံးပြောတယ်မစ္စရိယနဲ့လောဘဒီနေရာကြံစည်တာဒါကြောင့်ဒါနေဇာယုတ်တိဇာသမာနမဟုအပပိသန္တဘဟုကေစီနန္တိအပပိသန္တာဧကေချုပ်ကုန်သောစစ်သူရဲ့တို့သည်အပပိသန္တာမိမိတို့ဘက်ကစစ်သူရဲ့နေပင်နေကြကုန်တော်လဲဘဟုကေမြောက်များစွာကုန်သောယံသူတို့ကိုဇီနန္တိအောင်မြင်ကြပေကုန်၏ကိုယ်ဘက်ကတတ်သားနည်းနည်းလေးပါပဲယံသူများစွာကိုနိုင်လိုက်တယ်ဘာဖြစ်လို့လဲအသက်နဲ့ခန္ဓာစွန့်ရဲလို့ပေါ့အပပိသန္တဘဟုကေဇီနန္တိအပပိစေတတဟနောတရာဧဝမေဝဤအတိုင်းပဲဧဝမေဝဤကဲ့သို့မိမိရဲ့အသက်နဲ့ခန္ဓာကိုစွန့်ရဲတဲ့တန်မှုဥစည်းတဲ့တန်သားနေပင်နဲ့တော့လည်းပဲယံသူများစွာနိုင်လိုက်သလိုအပပိစေတတဟနောတရာတိတတဟနောတရာအကုံတဲ့ပုဂ္ဂိုလ်သည်အပံပိအနေငယ်မြတ်သောပစ္စည်းကိုလည်းစေတရာတိအကယ်၍ပိလူကဲ့သည်ဖြစ်ပါညာအံတတဟနောတရာတရားအကုံတဲ့ပုဂ္ဂိုလ်သည်အပံပိအနေငယ်မြတ်သောပစ္စည်းရှိပင်ရှိပါတော့လည်းပဲဒါတုံပြီးလူချင်းကသက်ကိုတိတတ်နိုင်ပါပဲဤရသမတို့ရောဒီနေဝတုတရံအာကြည့်ပြီးတော့အနေငယ်မြလူရတဲ့ဒါနမှုကြောင့်မင်းလည်းသောတုပစ္စည်းအနေငယ်မြကိုသရတရားကြီးမှသောပြီးလူသောအလူရှင်သည်ဗရဒတဝံလောကနုဘဝမှာဒုက္ခိကိုစိတ်နှပြချမ်းသာခြင်းရှိသည်ဟောဒီကောင်းစွာမသွေဖြစ်ပါပေတည်းအဲ့ဒါကြောင့်ပစ္စည်းနဲတာများတာဘုန်းကြီးတို့ပရိသတ်များဗဒါနမဟုတ်ကြဘူးနော်မြည်သည့်ဥစ္စာဗဒါနတုံးဆိုတော့တရတရားအားကောင်းဖို့ဗဒါနဆိုတာကိုမှတ်ကြပါငါတို့ဆင်းရဲလိုက်တာ
ဆံလေးတဆုပ်တလုံးလူရတာပစ္စည်းနည်းပြီလေဆိုပြီးတော့စိတ်အားတော့ကြမပြစ်နဲ့ပစ္စည်းများပြီပဲတရားတရားကနည်းတော့ဟောဒီစစ်ပွဲမှာရှုံးတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲပစ္စည်းနည်းပဲနည်းတော့လည်းပဲမိမိတို့ဆံအိုးငုံကြည့်လိုက်လို့ရှိချင်းမိမိတို့ဇနီးခင်မွန်းသားသမီးမိသားတစုစားဖို့တဏိစာလေးရှိတာအဲ့ဒီတဏိစာလေးတွေကတို့တဝက်လောက်ခွဲပြီးတော့လူလိုက်မယ်နေတဲ့တရားတရားမှမဟုတ်ပဲတို့ကဲ့သို့ကြီးမားသောတရားခွန်အားလက်ကင်ထားပြီးတော့ပစ္စည်းအနှင်းငယ်မျှဖို့တက်တက်တန်းတန်းလောဘနဲ့မစ္စယကိုပြက်ပြက်ရှင်းရှင်းတိုက်ထုတ်ပြီးတော့ပေးလူတဲ့ရင်တို့ဘလဝစေတနာတရားနဲ့ပေးလူတဲ့ဒါနဟာပြစ္ဆုတ်ပံသန္တရာနှပြဤဝါကြောင့်ချမ်းသာကြောင့်ဖြစ်ကြောင့်မြတ်စွာဘုရားမိန့်ထားတယ်တိုက်တိုက်တွန်းတွန်းသာလုပ်ရမယ်ဆိုလို့ရှိရင်တဲ့တိုက်တိုက်တွန်းတွန်းနှုတ်နှုတ်ဆိုဆိုကြီးသာလုပ်ရမယ်ဆိုရင်လူတွေနှစင်လုံးကနှုတ်နှုတ်နှီးနှီးဖြစ်လာတဲ့အတွက်ကြောင့်အကျိုးပေးတဲ့အခါလဲနှုတ်နှုတ်နှီးနှီးဖြစ်တတ်တယ်ဒါကိုတန်တန်ဟိကရောတောပုံညံပါပသမေရမတိမနောလို့မိန့်ထားတယ်ပုံညံကောင်းမှုကိုတန်တန်နှုတ်နှုတ်နှီးနှီးကရောတောပြုလုပ်တဲ့ပုဂ္ဂိုလ်အားပုံညာပလံကောင်းမှုရဲ့ကျူသည်တန်တန်နှုတ်နှီးသည်ဟောတိဖြစ်လာတတ်တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုပြုမဲ့ကြရင်စေရနာပေါ်ချက်ချင်းသာထလုပ်လိုက်အချိန်ဆိုင်ပြီးတော့မနေလိုက်နဲ့အချိန်ဆိုင်နေရင်ဘာဖြစ်တော့ဥပကိလေသာဆိုတဲ့ရံသူတွေဝင်သွားလိမ့်မယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ဘာဝိဋ္ဌိပြည်မွန်ဇေတုံရွှေချောင်းကင်းအောင်တော်မူသောတနေ့လာပြီနေဆိုပြီးတော့သာဝိဋ္ဌိရွှေမြို့တော်ဇေတဝန်ကျောင်းတိုင်းမှာတရားပွဲကြီးကျင်းပသာဝိဋ္ဌိတမြို့လုံးမြို့တကားတွေအကုန်ဖွင့်ပြီးတော့မောင်ကြီးနဲ့ကတရားတွေနာကြမြို့တကား၄ဘက်၄တန်အကုန်ဖွင့်ပြီးတော့တရားနာကြွကြပါဓမ္မခောသကပုဂ္ဂိုလ်ကကြွေးကြော်လိုက်တော့ညနေဆောင်ပန်းရည်ချမ်းစီမိကံပြီးတော့တမြို့လုံးအုံအုံကြွကြွနဲ့ဇေတုံရွှေကျောင်းရဲ့ညင်ဥယံတရားပွဲအားခက်ပြီးတော့တက်သွားလိုက်ကြတာစေလုံးရွှေကျောင်းတဲ့ကြီးထဲမှာယခုလိုငင်းဥယံတရားပွဲကြီးပရိသတ်၄ပါးဟာချင်းချင်းသေးသေးတရားပွဲအားခဲ့ပြီးတော့နာနေကြစဉ်သာဝိဋ္ဌိမြို့တွေကအလွန်တရာဆင်းရဲရှာသောမြေပြင်အထိထယံကစိုက်ပြီးတော့ခင်းထားတို့တရားမှာရွှွနဲ့နွားချီးနဲ့နေပြီးတော့လိမ့်ချန်ထားရွှွနဲ့နွားချီးနဲ့နေပြီးတော့လိမ့်ချန်မြေပြင်မှာချတတ်တဲ့ကိုယ့်ပြစ်ကလေးတဲ့မှာပုံနာအဖိုးနဲ့အဖွားဇနီးခင်ပွန်း2ယောက်အတူနေကြတယ်ပုံနာဘုန်းနဲ့အဖွားဇနီးခင်ပွန်း2ယောက်အတူနေကြတယ်ညချမ်းကာလတကားပိတ်ပြီးတော့လုံလုံခြုံခြုံသူတို့နေကြရတယ်ဘာကြောင့်လဲအထက်မိဖို့လေးလဲဖူထခြုံစရာအထက်ဒီသူတို့2ယောက်ပေါင်းမှတစ်ထည်တည်းရှိတာခြုံစရာအထက်ဒီ2ယောက်ပေါင်းမှတစ်ထည်တည်းရှိတယ်ခါဝတ်ကတော့တစ်ယောက်တစ်ထည်စီပေါ့အိန္ဒိယပြည်ရဲ့ထုံးစံကြည့်လိုက်လို့ရှိရင်စာဒီလို့ခေါ်တဲ့အထည်ကြီးတွေစာဒီဆိုတာကအပေါ်ကနေဖုံးလွှမ်းတဲ့အဝတ်ကြီးကိုစာဒီလို့ခေါ်တယ်စာဒီတဖုံးလွှမ်းအပ်တဲ့ဖုံးလွှမ်းစရာအရာဝတ္ထုအဲ့ဒီစာဒီခြုံတွေကြီးတစ်ထည်ကို2ယောက်ပေါင်းပြီးတော့နေရတယ်ဘဝအဖွားကြီးအပြင်ထွက်ရင်အဖိုးကြီးမသွားရဘူးတကားပိတ်နေရတယ်ခြုံစရာမပါအဖိုးကြီးအပြင်ထွက်ပြီဆိုလဲအဖွားကြီးတကားပိတ်အသာပဲနေရတယ်အပေါ်ယုံစာဒီကတစ်ထည်တဲ့အဲ့ဒီအဖိုးနဲ့အဖွားတို့သည်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ညင်လုံးပေါဇေတုံရွှေကျောင်းကတရားပွဲကြီးကိုတရားနာဖို့ရသွားခြင်းကြတယ်2ယောက်စလုံးပဲတရားနာချွတ်ခြင်းကြတယ်သို့တော့စာရီကခြုံတွေကတထည်တည်းရှိထားတော့2ယောက်သွားလို့ဘယ်လိုမှမဖြစ်ဘူး2ယောက်သွားရင်စဉ်းစားကြည့်တထည်တည်း2ယောက်ပေါင်းပြီးတော့ခြုံသွားရမလို့ဖြစ်နေတာအဲ့ဒါကြောင့်ဘွားကြီးနဲ့အဖိုးကြီးတိုင်ပင်ကြတယ်ဒီကနေ့ညင်ဥယံတရားပွဲဒီကနေ့ညင်လုံးပေါတရားပွဲတို့2ယောက်ဘယ်သူသွားမလဲဘွားကြီးလည်းသွားခြင်းနဲ့အဖိုးကြီးလည်းသွားခြင်းနဲ့ပြီးတော့ဘိုးကြီးကဘွားကြီးနာချပုံလေးမကြီးမင်းနောက်ရက်မှာသွားကွာဒီကနေ့ညတော့ငါပဲသွားပြီးတော့တရားနာလိုက်အောင်မယ်ဘုန်းကြီးကြီးသွားရောစာရီကြီးတစ်ထက်အဘွားကြီးတကားပိတ်ပြီးတော့မိဖို့လေးနဲ့အိမ်မှာထပစ်ခဲ့ဘုန်းကြီးအဲ့ဒီခြုံတွေတစ်ခုကိုခြုံပြီးတော့ဇေတုံရွှေကျောင်းတို့တရားနာသွားရင်ဥယျာယခုလိုပြန်သူလာဖြစ်ကောင်းတယ်ချမ်းလိုက်တာစာရီလေးကိုွေးခြုံပြီးတော့2ယောက်တိုင်မင်းနေရတယ်လေအချိန်နောက်ကြတော့ပရိသတ်တောင်းဇွန်ကနေပြီးတော့နေရာရတယ်ရှေ့တန်းကနေရာကောင်းမရမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကပရိသတ်၄ပါးစုံသောကာလ
ဒါနကထံသီလကထသက်ကကထကာမနာအာဒီနဝကထနေခံမေအာနိသံသာကထသရုသိစ္ဆကထသစ္စာ၄ပါးတရားဏီကုံချုပ်တဲ့အနုပုပ္ပိကတာဒေသနာ6ပါးအစင်းနဲ့ဘုရားရှင်ကိုရောမြောင်ဟောကြား၍နေတော်မူခဲ့တဲ့ဒါနကထာကိုရှိကထပြီးတော့ဟောတယ်အဲ့ဒီနောက်မှာသီလကထာဟောတယ်ထို့နောက်မှာသက်ကကထာဟောတယ်ထို့နောက်ကာမနာအာရိနဝကထာဟောတယ်ထို့နောက်မှာနိခမေအာနိသံသကထာထို့နောက်ကြတော့သရုသိစ္ဆကထာလို့ဒေသနာစီစဉ်ချပြီးတော့ဘုရားရှင်ကိုရောမြောင်ဟောကြား၍နေတော့ဒါနကထာမှာဒါနံသက္ကသသောပါဏံဒါနံပါထိယမုဒ္ဓမံဒါနံဥစုကတံမေကဒါနံမောက္ခပတံဝရံဒါနံဒါနကောင်းမှုရိသက္ကသနာယသုကတိမှာသောပါဏံဆောင်တန်းလေကားနဲ့တူပါပေ၏ဒါနံဒါနကောင်းမှုသည်ဥဒ္ဓမမြတ်စွာဘုရားပါထိယရိခတုံးနှင့်တူပါပေ၏ဒါနံဥစုကတံမေကံဒါနံဒါနကောင်းမှုသည်ဥစုကတံမေကံနိဗ္ဗာန်နဲ့ခရီးပြောင်းကြီးဖြစ်ပါပေ၏ဒါနံဒါနကောင်းမှုသည်ဝရံမြတ်လစွာသောမောက္ခပဒံသံဃာမထွက်လုံးဖြစ်ပါပေ၏လို့ဒါနကဏဘုရားရှင်ကိုရောများဟောကြား၍နေတော်မူခဲ့တယ်ဒီထက်မဲ့ဘုရားပရိသတ်များခဏခဏကြားနေရတဲ့ဂါထာဒီဂါထာဟာဆရာတော်အများဆုံးဟောတယ်ဒီဂါထာဘုရားပရိသတ်သတိထားကြည့်လိုက်ဒါနံသက္ကသသောပါဏဒါနသည်နတ်ရွာတဲကြောင်းဆောင်တန်းလှေကားဒါတည်ပြီးတော့အရေးမကြီးဘူးထားဒါနံပါထိယမုဒ္ဓမံဒါနသည်သံဃာမှာရိခါတုံးနဲ့တူတယ်အာဒါလည်းမဆန်းသေးဘူးပဲထားဒါနံမောက္ခပဒံဝရံဒါနံသက္ကသသောပါဏံဒါနံပါထိယမုဒ္ဓမံဒါနံဥစုကတံမေကဒါနံဒါနကောင်းမှုသည်မောက္ခပဒံဝရံမြတ်လှစွာသောမောက္ခပဒံမောက္ခပဒံသံဃာမှာထွက်လန်းစင်စစ်ဖြစ်ပါ၏တဲ့မောက္ခပဒံဆိုတာထွက်လန်းမောက္ခဆိုတာကထွက်သွားတာလွတ်သွားတာပဒံဆိုတာကလမ်းမယ်မောက္ခပဒံဒါနသည်သံဃာထွက်လန်းဥစုကတံမေကံဒါနသည်နိဗ္ဗာန်အတွက်ဖြောင့်မှန်သောခရီးအဲ့ဒီနှစ်ပိုက်ဘုရားပရိသတ်ညီမြင်ကြီးရအောင်ထည့်ထားဆောင်းထားဒါနသည်သံဃာရှိတယ်သံဃာလေတယ်ဆိုတဲ့စကားကိုဤနှစ်ပိုက်နဲ့ဘုရားပရိသတ်များပြန်လီပြီးတော့ခြေပရဒါနံဥစုကတံမေကံဒါနသည်နိဗ္ဗာန်မှာခရီးပြောင်းတစ်ခုဒါနံမောက္ခပဒံဝရံဒါနသည်နိဗ္ဗာန်သံဃာထွက်လန်းဆိုတဲ့လမ်းစဉ်ကြီးတစ်ခုပါဒါနကထာမြတ်စွာဘုရားဟောနောက်တစ်ခါဒါနံဒါနကောင်းမှုသည်သာဝကဘောဓိဉာဏ်နဲ့သာဝကဘောဓိဉာဏ်ကိုလည်းပဲနိဗ္ဗာန်တေတိဖြစ်စေပါတယ်ဒါနံဒါနကောင်းမှုသည်ပြည့်စေကဘောဓိဉာဏ်နဲ့ပြည့်စေကဘောဓိဉာဏ်ကိုလည်းပဲနိဗ္ဗာန်တေတိဖြစ်စေပါတယ်ဒါနံဒါနကောင်းမှုသည်သမ္မာသံဘောဓိဉာဏ်နဲ့သမ္မာသံဘောဓိဉာဏ်ကိုလည်းပဲတေတိဖြစ်စေပါတယ်ဒါနဝေသာဝကဘောဓိဉာဏ်ပြည့်စေကဘောဓိဉာဏ်သမ္မာသံဘောဓိဉာဏ်ဘောဓိဉာဏ်တွေကိုဖြစ်စေတဲ့သာဝကဘောဓိစုမှန်ခြင်းသလားဒါနတစ်ခုခုပြုပြီးတော့သာဝကဘောဓိစုရပါရစေတောင်းပါပြည့်စေကဗုဒ္ဓဖြစ်ခြင်းသလားတစုံတစ်ခုပေးလူပြီးတော့ပြည့်စေကဘောဓိဉာဏ်ရပါရစေစုမှန်ရတစုံတစ်ခုကိုပေးလူပြီးတော့သမ္မာသံဘောဓိစုမှန်ခြင်းသေးသလားရတယ်သူမိတာတို့ဟာဒီပင်္ဂရမြတ်စွာဘုရားအားဘရုံမှာကြာပန်းများလူပြီးတော့ဘောဓိစုပန်ခဲ့ကြတာပဲဒါကြောင့်ဒါနံဒါနကောင်းမှုသည်သာဝကဘောဓိဉာဏံပိဒိဋ္ဌိပြည့်စေကဘောဓိဉာဏံပိဒိဋ္ဌိသမ္မာသံဘောဓိဉာဏံပိဒိဋ္ဌိဒါနကောင်းမှုသည်သာဝကဘောဓိဉာဏ်ပြည့်စေကဘောဓိဉာဏ်သမ္မာသံဘောဓိဉာဏ်တို့ကိုပေးစွမ်းနိုင်တယ်ဒါနကထာလောကီစုဆိုလို့ရှိရင်ပါလဲဒါနံဒါနကောင်းမှုသည်ပဋိသရိဇံပိပဋိတရမင်းရဲ့စီစဉ်ကိုလည်းပဲဒိဋ္ဌိပေးစွမ်းနိုင်တယ်ဧကရိဇံမိဧကရမင်းရဲ့စီစဉ်ကိုလည်းပဲဒိဋ္ဌိပေးစွမ်းနိုင်တဲ့စက္ကဝတ္တိရိဇံမိစัจ जा မင်းရဲ့စီစဉ်ကိုလည်းပဲဒိဋ္ဌိပေးစွမ်းနိုင်တဲ့စัจ जा မင်းအဖြစ်ကိုလည်းဒိဋ္ဌိပေးစွမ်းနိုင်တဲ့ဒေဝရိဇံမိနတ်မင်းရဲ့အဖြစ်ကိုလည်းပဲဒိဋ္ဌိပေးစွမ်းနိုင်တဲ့ပဋိသရာဇာဧကရာဇာစက္ကဝတ္တိရာဇာဒေဝရာဇာလူမဲ့နမဲ့ဘယ်မင်းစည်းစိမ်မျိုးပဲဖြစ်ဖြစ်ဒါနကပေးတယ်အဲ့ဒါကလောကီစုဘောဓိစုမှာကတော့ဒါနကောင်းမှုကြိုးစားတာပြုဘုန်းကြီးတို့ပရိသတ်များ
သာဝကဘောဓိစုကိုလည်းပေးပါတယ်ပြည့်စေကဘောဓိစုကိုလည်းပေးပါတယ်သမ္မာတန်ဘောဓိစုကိုလည်းပေးပါတယ်လောကီစုဘောဓိစုဆိုဘုန်းကြီးတို့ပရိသတ်များနှစ်ချက်နားလည်ထားလောကီစုမှာပရိသရာဇာဧကရာဇာစက္ကဝဋ္ဌိရာဇာဒေဝရာဇာအဲ့ဒီမင်းစည်းစိမ်အမျိုးမျိုးဒီဒါနနဲ့ပဲသွားရတယ်ဟောသန္တရာထွက်လန်းမောက္ခပဒံထွက်မြောက်ကြောင်းကောင်းမှုပြုတော့မယ်ဆိုရင်တော့ဘယ်လိုလဲထွက်မြောက်ကြောင်းကောင်းမှုမောက္ခပဒံဒီအတွက်လုပ်တော့မယ်ဆိုရင်တော့ဘောဓိဉာဏတပစ္စယောဟောတုဘောပြုပြီးရင်ပြီးပြီးလှူပြီးရင်ဘောဓိဉာဏတပစ္စယောဟောတုကြက်ရဘောဓိစုတောင်းလိုက်ပန်လိုက်သာဝကဘောဓိလေးရတယ်တိစီကဘောဓိလေးရတယ်သမ္မာသံဘောဓိလေးရပါတယ်လောကီစုဘောဓိစုနှစ်မျိုးစလုံးကိုဤဒါနကောင်းမှုကပြီးနေတာဒါကြောင့်ဒါနဟိလောကီလောကမှာဒါနကောင်းမှုဒီပဋိသရေဇံပိပဋိသရေမင်းရဲ့စီစဉ်ကိုလည်းတည်တည်ပေးနိုင်၏ဧကရေဇံပိဧကရေမင်းရဲ့စီစဉ်ကိုလည်းတည်တည်ပေးစွမ်းနိုင်စက္ကဝတိရေဇံပိစัจ जा မင်းရဲ့ဖြစ်ကိုလည်းတည်တည်ပေးစွမ်းနိုင်၏ဒေဝရေဇံပိနမင်းတို့ရဲ့စီစဉ်ကိုလည်းနမင်းရဲ့ဖြစ်ကိုလည်းတည်တည်ပေးစွမ်းနိုင်၏လောကီစုဘောဓိစုအနေနဲ့ဆိုရင်သာဝကဘောဓိညာဏပဂတိသာဝကဘောဓိဉာဏဤပဂတိသာဝကတို့ရဲ့ဘောဓိဉာဏ်ကိုလည်းပဲတည်တည်ပြီးစွမ်းနိုင်၏ဒါနကောင်းမှုသည်မဟာသာဝကဘောဓိဉာဏ်ပြီးအရှင်မကတ္တဗမထေကြီးတို့ကဲ့သို့မဟာသာဝကဘောဓိဉာဏ်မျိုးကိုလည်းတည်တည်ပြီးစွမ်းနိုင်၏ဧကသာဝကဘောဓိဉာဏ်ပြီးရှင်သာရိပုတ္တရာရှင်မောကလန်တို့ကဲ့သို့သောဧကသာဝကဘောဓိဉာဏ်မျိုးကိုလည်းတည်တည်ပြီးစွမ်းနိုင်၏ဘေစီကဘောဓိဉာဏ်ပြီးဘေစီကဘောဓိဉာဏ်ကိုလည်းပဲတည်တည်ပြီးစွမ်းနိုင်၏သမ္မာသံဗောဓိဉာဏ်ဤဘယစုလို့ခေါ်ဆိုရတဲ့သမ္မာသံဗောဓိဉာဏ်ကိုလည်းပဲတည်တည်ပေးစွမ်းနိုင်ပါပေ၏ဒါသမတို့ကြောင့်ဒါနံသက်ကတာသောဘာနံဒါနကောင်းမှုသက်ကတာလူပြည်နတ်ပြည်သုဂတိအတဲ့သောဘာနံဇောင်းနံလေကသဘွယ်ဖြစ်ပါပေ၏ဒါနကောင်းမှုသည်ဥဒ္ဓမမြတ်လာသောပါတိယမန္တရရိခဒုကြီးလည်းဖြစ်ပါပေ၏ဒါနကောင်းမှု၏ဥစုကတံမေကံသံသရမနိဗ္ဗာန်တဲ့ဖြောင့်မှန်သောခရီးတစ်ခုလည်းဖြစ်ပါပေ၏ဒါနကောင်းမှုသည်ဝါရံမြတ်လာသောမောက္ခပဒံသံသရမထွက်မြောက်ကြောင်းကောင်းမြတ်တဲ့လမ်းစဉ်ကြီးလည်းဖြစ်ပါပေ၏ဒီဘဂဝါဘုရားမြတ်စွာသည်ဒါနကထံဒါနကထာကိုကထေတိကရုဏာရှိရှုဟောကြား၍နေတော်မူခဲ့ပါပေတည်းဒါနကထာကိုမြတ်စွာဘုရားဇေရရှိကျောင်းတဲ့ငင်းဥယံတရားပွဲထိုကဲ့သို့ဟောကြား၍နေစဉ်ဇနီးခင်မွန်းနှစ်ယောက်မှသာဒီတထေမြတ်ရှိတဲ့ပုံနာလင်မယားဒဂမအိမ်ထပြစ်ခဲ့ပြီးတော့ဒကာကြီးအဖိုးကြီးတရားနာပရိသတ်နောက်ဆုံးကနေပြီးတော့ဣဒနာကထာစကားကြားနာရတော့လှူခြင်းတဲ့စိတ်တန်းကျင်တဲ့စိတ်တွေသူ့မှာပြင်းထန်စွာဖြစ်ခဲ့တယ်လှူမယ်ဘာနဲ့လှူရပါမလဲလက်တဲ့လှူရန်တစ်ခုမှမပါလှူရန်တစ်ခုမှမပါလှူခြင်းတဲ့စိတ်တွေကသိပ်ဖြစ်လှူဖို့ရန်ကစဉ်းစားလိုက်တော့လက်ထဲလည်းမပါအိမ်မှလည်းမရှိယခုလိုသရံပေါက်နေတော့လှူတန်းလိုက်ရရင်ကောင်းလေးစွာတကတရားပွဲကလည်းမပြီးသေးဘယ်လိုလုပ်လှူရပါမလဲစဉ်းစားရင်နဲ့နောက်ဆုံးကြတော့သိပ်လှူခြင်းလာတော့အပေါ်မှာချုံယုံထားတဲ့စာရီတစ်ထည်ကိုချိုးပြီးတော့ချမ်းကျင်လဲချမ်းအေးကျင်လဲအေးဘယ်လိုပဲဖြစ်လှူလိုက်တော့မယ်ချိုးပြီးတော့လက်ထဲပုံပြီးတော့ဘုရားအာယုံနဲ့ယူလိုက်ရောဖြုံးဆိုစာရီချုံတယ်မရှိပဲနဲ့တကန်းပိတ်အိမ်မှာတိတ်နေရတဲ့ဒကမကြီးလှမ်းပြီးတော့တတိယလိုက်တယ်ဟောဒီမှာဘုရားရှိတရားနာနေရင်တရားစီရနာဖွားကနေပေါ်လာခိုက်မှာရုတ်တရက်ဝင်နှောက်ချက်တဲ့ဥပ္ပကိလေသာကကာမိသန္ဒအိမ်ရှိတဲ့ဒကမလှမ်းပြီးတော့တတိယအဖွားကြီးချုံစရာမရှိဘူးသောက်လူကြီးချမ်းသာချမ်းမိဖို့လေးနဲ့တကားပိတ်တိတ်နေရရှာတဲ့ဤချုံနဲ့လှူလိုက်ရင်တို့နှစ်ယောက်ဘယ်လိုလုပ်နေပါမလဲငါကအချမ်းခံနေနေတာငါဒကမကြီးချမ်းခံနိုင်မှာမဟုတ်ဘူးလို့ဆိုစဉ်းစားရင်နဲ့ဘုရားရှိရဲ့ရွှေမျက်နှာတော်ဟာဟောဒီပုံနာရဲ့မျက်လုံးနဲ့ရေးတောင်မပေါ်ဘူးအိမ်ကဒကမကြီးရဲ့မျက်နှာပဲပေါ်အဲ့ဒီတော့ခြုံတယ်လေးအသာပြန်ဖြန့်ပြီးတော့သူခြုံထားလိုက်ရောတဲ့မလူပြစ်တော့ဆက်လက်ပြီးတော့တရားနာဘုရားရှင်ကိုတော်မြတ်ကပရိသတ်ကိုအကဲခတ်ပရိသတ်အကဲခတ်တယ်ဟောဒီတရားနာပရိသတ်သေး
ဘယ်လိုပုဂ္ဂိုလ်တွေဘာတွေများကြံစည်နေတော့စေတောပိယအပိညာနဲ့ကြည့်လိုက်တော့ပရိသတ်နောက်ဆွေကစာရီတစ်ထည်မြပါတဲ့ပုံနာဟာသူ့ရဲ့စာရီလေးလှူမယ်လို့ချွတ်ပြီးတော့လက်ထဲပုံပြီးကမှအိမ်ကဒကမကြီးအမှတ်ရတယ်နော်သူဒီမလှူဖြစ်တော့ဘူးဒီပုံနာရှေ့ဆက်ပြီးတော့ဘာတွေများစဉ်းစားအောင်မလဲလို့အနာဂတနာဉာဏ်တော်နဲ့တွေးတော်မူလိုက်တော့အလားအလားအများကြီးရှိတယ်အလားအလားတော်ကောင်းတယ်ပေါ့ဒါခေတ်ပြောလေးအလားအလားအများကြီးကောင်းတယ်မြတ်စွာဘုရားတရားမသိမှုဆက်ပြီးတော့ဟောတာမြတ်စွာဘုရားတရားမသိမှုတော့ဆက်ပြီးတော့ဟောလိုက်တာ7 နာရီလောက်ကနေတဖြည်းတဖြည်းဘုန်းကြီးတို့ပရိသတ်များဘာကောင်2 ချက်လောက်ရောက်ပြီညင်အလဲပိုင်းပေါ့ရန်ကုန်ကညင်ဥယျံပိုင်းလူမယ်ဆိုပြီးမှထိုပုံနာမလူဖြစ်ပါဘူးဘာကောင်ရညင်အလဲပိုင်းရောက်လာပြန်တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ဟောနေတဲ့တရားကလည်းဒါနကထာကနေရှေ့တက်ပုံမပေါ်ဘူးဒါနကထာကနေတက်ပုံမပေါ်ဘူးဒီပုံနာအတွက်ဒါနကထာလောက်နေပဲသင့်တော်တယ်လို့မြတ်စွာဘုရားကဇယိုက်ကိုအကဲခတ်ပြီးတော့အလေးအနက်ဟောနေတာဓမ္မဒိဋ္ဌာနပုဂ္ဂလာဒိဋ္ဌာနဓမ္မဒေသနာခေါ်ပါတယ်ပုဂ္ဂလာဒိဋ္ဌာနပုဂ္ဂိုလ်တဦးတယောက်ကိုစိတ်ကဒိဋ္ဌံပြီးတော့ဟောနေတာကတော့ဓမ္မဒိဋ္ဌံဟောနည်းပဲရည်ညွှန်းချက်ကငါဘယ်ပုဂ္ဂိုလ်အတွေ့လို့မြတ်စွာဘုရားရည်ညွှန်းထားတယ်ဟောနေတာကအဲ့ဒီပုဂ္ဂိုလ်ကိုတော့တိုက်ရိုက်မပြောဘူးပရိသတ်အလုံးကိုဖြန့်မြပဲဟောဒီဒေသနာမျိုးဟာပုဂ္ဂလာဒိဋ္ဌာနဓမ္မဒေသနာခေါ်တယ်ပုဂ္ဂိုလ်ကိုရည်ညွှန်းပရိသတ်အလုံးပေါ်မှာဖြန့်ဟောတယ်ဒီတော့ရည်ညွှန်းခံရတဲ့ထိုပုဂ္ဂိုလ်ကသူနဲ့တိုက်ဆိုင်လွန်းတဲ့အတွေ့အကြောင်းဒီတရားငါဟောတာအဲ့ဒီလိုကြီးသူကသဘောကျဒီမှာပုံနှန်းကြီးဒီတိုင်းဖြစ်နေပါတယ်အချိန်ကသကောင်းတိုင်သွားပြီငါရည်ညွှန်းဟောနေတာဖြစ်မှာပဲဒီတော့လှူမတော်တော့မှလှူမဖြစ်တော့မှဘုရားလည်းပဲတရားဟောရတာမြင့်နဲ့သကောင်ရောက်လို့ပင်မမိငါဒါလေးမလူဖြစ်သေးဘူး။ကိုင်းလှူလိုက်မယ်ဆိုချုပ်ပြီးတော့ပုံလိုက်ပြန်ရော။ချုပ်ပြီးတော့ပုံလိုက်ပြန်ရောသကောင်2 ချက်လောက်ဆိုတော့ကြောကုံကြီးအေးလာတော့ငါအေးတာအရေးမကြီးဘူး။အိမ်ကအဖွားကြီးအေးတာကဒုက္ခဟဲ့ဆိုတော့မလူဖြစ်ပြန်ဟုတ်ပြန်ပြီးတော့ချုပ်ထားလိုက်ပြန်။မြတ်စွာဘုရားကစဉ်းစားတယ်ဘယ်လိုတော့ဒီပရိသတ်ကျန်တဲ့ပရိသတ်အလုံးဘာမှမထူးခြားဘူး။သာဒီတထဲရဲနဲ့တရားနာတဲ့ပုံနာတော့ထူးထူးခြားခြားလူမဲ့မလူဘူးနဲ့ဖြစ်နေလိုက်တာဗကောင်းတိုင်ပြီဘယ်နဲ့တော့ငါဘုရားရဲ့တရားပွဲသိရကောင်းမလားဆက်ဟောရကောင်းမလားမဲအလားအလားတော့တော်တော်ရှိတယ်ဟောမှာပဲမြတ်စွာဘုရားဆက်ပြီးတော့ဟောလိုက်တာဒါနကထာကနေပြီးတော့ရှေ့တရားတိုးချက်ပုံမပေါ်ဘူးမြတ်စွာဘုရားဟောတဲ့တရားဟာဘုန်းကြီးတို့ပြိဿရဲ့အာယုံဥလင်းရောင်ကြီးလေးသန်းလာတယ်အာယုဥလင်းရောင်ကြီးလေးသန်းလာတော့ပုံနှန်းကြီးဆုံးဖြတ်ချက်ချလိုက်ပြီတဲ့အဲ့ဒီတော့မှဟောဒီစာဒီလေးတက်ငါခြုံစရာမရှိလဲကိစ္စမရှိဘူးတကန်းပိတ်မိဖို့ပြီးတော့နေလိုက်မယ်ငါတက္ကမကြီးလည်းကိစ္စမရှိဘူးကောက်ရိုးပုံလေးပဲထားလိုက်တော့မယ်ဖြစ်ချင်တာဖြစ်ပါစီတော့ဆိုပြီးတော့ခြုံထားတဲ့စာဒီကိုချွတ်တခါနဲ့ဘုရားရဲ့ရှေ့မောက်အရောက်တူးသွားပြီးတော့ခြေတော်ရင်းပုံချလိုက်ပြီးတော့ဣဒံမေဗန္တိဧကမတကံဘဂဝတောဓမ္မိဘာနိဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားမိတ္တိတော်ရဲ့ဣဒံဧကမတကံဤအပေါ်ယုံစာရီလေးတစ်ထည်ကိုဘဂဝတောဘုံတော်ကြောင့်ပါသံဃာမယရှင်ကိုတော်မြတ်အားဓမ္မိတရာဖွေးဖြူပေးလူလိုက်ရပါတော့သည်အရှင်ဘုရားမိုးလင်းကနေပြီအာယုန်တက်ပြီအရှိကရောင်နီသန်းလာပြီအဲ့ဒီတော့မှသူ့စာရီလေးတစ်ထည်ဘုရားရှိပုံကြသွားတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်စဉ်းစားတော်မူတာအလားအလားတော်တော်ကောင်းတယ်ဆိုတာအဲ့ဒီမှာစာရီတစ်ထည်တော့ခြေရင်းရောက်လာပြီစာရီတစ်ထည်ခြေရင်းရောက်လာပုံနှန်းကြီးလှူလဲပြီးရောထပြီးတော့ကြွေးကြော်လိုက်ပါသေးတယ်မတ္တယလက်ခမောင်းခတ်ပြီးတော့လေဇိတံမေဆိုပြီးတော့အကျေကြီးអော်လိုက်မင်္ဂာတိဇိတံအောင်မြင်ခဲ့ပြီမင်္ဂာတိဇိတံအောင်မြင်ခဲ့ပြီမင်္ဂာတိဇိတံအောင်မြင်ခဲ့ပြီတအားကိုကြွေးကြော်ထက်လိုက်တာဝမ်းသာလုံးလုံးလို့ဇိတံမီအောင်ပြီဆိုတဲ့ကြွေးကြော်တန်ကိုပတ္တနီဒီကောသလမင်းတရားကလည်းပဲကြားပတ္တနီကောသလမင်းတရားဘုန်းကြီးထင်တာတော့ညာဥယျံတဲကဒီရှင်မယင်တရားနာလာတာမိုးလင်းအထိနာတာတော့ဟုတ်ဘုံကိုမပေါ်ကောသလမင်းကြီးကအစာကြီးအိတ်ကြီးတဲ့ရှင်မယင်ညလုံးပုတ်တရားပွဲတော့မနာတာသိကြတယ်
မိုးလင်းကနီးမှသူသာရုခေါ်ရအောင်လာတာဖြစ်လိမ့်မယ်မိုးလင်းကနီးမှတရားပွဲရဲ့နောက်ပိုင်းလေးကနေသာရုခေါ်ပြီးတော့ဖယားမျက်နှာပြမလို့လာပုံပေါ်တယ်တချို့တကကြီးတွေလည်းတရားပွဲဒီတိုင်းပဲတရားစနည်းနည်းတွေ့လိုက်တယ်အလယ်ပိုင်းမတွေ့ဘူးတရားသိလို့ဘုန်းကြီးပလင်ကလည်းဆင်းကြမော်ဒကနာလာလက်ဥက္ကလေးတွေကြီးလို့တွေးကြပါတကကြီးဘာတရားဟောလဲဆိုတော့ကိစ္စရှိလို့အိမ်ခဏပြန်သွားတယ်ဗျာပြီးကနေ့မှပြန်လာတာဘာမသိကောသလမင်းကြီးကမိုးလင်းမှလာတာမိုးလင်းမှလာတော့ဇိတံမီငါအောင်ပြီဆိုတဲ့ကြွေးကြော်သံကိုကောသလမင်းတရားကြားဘုရားကလည်းတရားသိမ့်သွားပြီသိမ့်ရောပေါ့ဟောလိုက်ရတဲ့တရားမိုးကိုလင်းရောစာရီလေးတစ်ထဲပဲရအောင်မိုးကိုလင်းရောဇိတံမီဆိုတဲ့အသံဘလူကြွေးကြော်တာတော့ဟိအဲ့ဒီပုဂ္ဂိုလ်ခေါ်ခဲ့စမ်းကောသလမင်းတရားရှိမောက်ကိုတုံးလုံးခါဝတ်ပဲပါတယ်ပုံနာကြီးရောက်လာတယ်ခါဝတ်ပဲပါတယ်ကိုတုံးလုံးကိုမအချုံအယုံဘာမှမပါဘူးပုံနာကြီးချမ်းချမ်းစီးစီးနဲ့ခိုက်ခိုက်တုံးလို့ရောက်ဇိတံမီအောင်ဒီဆိုတာမင်းကြွေးကြော်တာလားမလားပါကျွန်တော်မျိုးကြွေးကြော်တာဖြစ်ပါဘာဖြစ်လို့ကြွေးကြော်ရတာတုံးကွာဇိတံမီဆိုတဲ့ကြွေးကြော်တန်ကိုမင်းတို့ကြွေးကြော်ရတာမျိုးမဟုတ်ဘူးအောင်ဒီဆိုတဲ့ကြွေးကြော်တန်တို့ရှင်မယင်မှကြွေးကြော်ရတာအောင်မကြွေးကြော်တန်ကလည်းရှင်မယင်နဲ့တိုင်းသူကြီးကတခြားစီနော်အောင်ဒီဆိုတာရှင်မယင်ကြွေးကြော်တန်တယ်ဟုတ်ရဲ့လားဘုန်းကြီးတို့မော်လနိုင်တော့တရားဟောတော့ကဘုရားဆောင်တန်တစ်ခုမှာခိုင်းဆရာတွေစုပြီးတော့ဆေးထိုးနေတာတွေ့ခဲ့တယ်အဲ့ဒီမှာဆရာလုပ်တဲ့လူကအောင်မလားဟေးဆိုနောက်ကလူတွေကအောင်ပြီဆိုဝိုင်းអော်ရတယ်ဘာအောင်နာမနဲ့မသိဘူးအောင်ပြီဆိုတဲ့အခါအဲ့ဒီမှာလဲကြားခဲ့ဆရာလုပ်တဲ့လူကအောင်မလားဟေးနောက်ကလူတွေကအောင်ပြီအမေသူ့ဟာနဲ့သူတို့အန်ကိုက်လို့အတိုင်ဖောက်ကိုညီးနေတာဟောဒီမှာပုံနာကလည်းတညလုံးလှူမယ်မလှူဘူးနဲ့ဖြစ်ကြရတာမိုးလင်းမှလှူဖြစ်တော့သူ့အနေနဲ့လည်းပဲအောင်ပြီဆိုတဲ့ကြွေးကြော်သံဟာထိုက်ထိုက်တန်တန်ကြွေးကြော်ခြင်းဖြစ်ပါတယ်ကောသလမင်းတရားမေးတော့သူရဲ့တညလုံးဖြစ်ပုံကိုမင်းတရားအတန်တော်ဥတင်ခဲ့မင်းတရားအတန်တော်ဥတင်ခဲ့တယ်ကျုပ်စာရီလေးတစ်ထည်ဗျာညင်ဥယံကလေးကလှူမယ်မလှူဘူးဖြစ်နေတာတညလုံးမလှူပြဘူးတရားသာနန်းနေတယ်ဘုရားကလည်းဇွဲကောင်းကောင်းနဲ့ဟောမိုးလင်းကနေမှလှူပြပါတယ်အဲ့ဒါကြောင့်မို့လို့ကျုပ်မှခက်ပင်ပန်းပန်းဆင်းရဲရှမ်းပါဒီအထယ်လေးတည်းလှူပြတာတကယ့်ကိုအောင်မြင်ခြင်းကြီးတစ်ခုပါပဲလောဘနဲ့မစ္စရိယတရားမိုးလင်းမှအောင်သွားလို့အောင်ပြီလို့អော်လိုက်တာပါကောသလမင်းကြီးကြည်ညိုလွန်းလို့လေကြည်ညိုလွန်းလို့ဆိုပြီးတော့သူ့အိမ်ရှင်မနဲ့သူ့အတွက်စာဒီနှစ်ထည်ပေးလိုက်တယ်ရော့မင်းတစ်ထည်မင်းဇနီးတစ်ထည်ပုံနာရဲ့တရားတရားရက်လို့မရဘူးချက်ချင်းအဲ့ဒီနှစ်ထည်စလုံးသွားပြီးတော့ဘုရားတကလှူလိုက်ပြန်တယ်ပြန်လာပုံနာကြီးကိုတုံးလုံးပဲကောသလမင်းတရားကရော့ခွာ၄ထည်အကုန်လုံးလှူလိုက်ပြန်တယ်အကုန်လုံးလှူလိုက်ပြန်တော့နှစ်ဆတဲ့ရော့ဟိ၈ထည်စလုံးပုံလှူလိုက်ပြန်တယ်နောက်တကကြတော့နှစ်ဆတဲ့16ထည်ပေးတယ်16ထည်ပေးတော့လေအကုန်လုံးပုံလှူလိုက်ပြန်တယ်နောက်တကကြတော့ကောသလမင်းတရားကလည်းစေရနာတေကောင်းကိုဗျာ16နှစ်လီဆိုတော့32ထည်တခါပေးပြန်တယ်အဲ့ဒီတော့ဧကဗတ္တကအညီရတဲ့စာရီတစ်ထည်သာရှိတဲ့ထိုပုံနာစဉ်းစားပြီဟောဒီကောသလမင်းတရားဟာနှစ်ထည်ပေးငါလှူပြလိုက်တယ်၄ထည်ထပ်ပေးတယ်ငါလှူပြလိုက်တယ်၈ထည်ပေးတယ်ငါကလှူပြလိုက်ပြန်တယ်သူက16ထည်ပေးတယ်ငါကလှူလိုက်ပြန်တယ်ယခုသူက30ထည်ပေးပြန်ပြီ32ထည်ကိုငါကလှူလိုက်ပြန်ရင်64ထည်ထပ်ပေးရင်တော့ပါရဲ့64ထည်ထပ်မပေးဘဲနဲ့မင်းကြီးစိတ်ဆိုးလို့ငါဖမ်းချုပ်ရင်ခက်လိုက်မယ်ဒါစဉ်းစားရသေးတယ်တရားလုံးဆွန်းတော်ရရက်ဆိုတာရှိတယ်တရားတရားကောင်းတဲ့နင်းအလှခံလို့လဲတော်သေးတာမှမဟုတ်ပဲအဲ့ဒါကြောင့်ကောသလမင်းကြီးရဲ့တရားတရားမပြည့်ရအောင်ငါအလိုက်သီးမှတော်မယ်ဆိုပြီးတော့32ထည်ကြတော့2ထည်ခြံထားပြီးတော့အထည်30ဘုရားလှူလိုက်တယ်သူတတဲ့အိရှင်မတစ်ထည်2ထည်ခြံထားတယ်အဲ့ဒီအခါကျတော့ဗဒနီနီကောသလမင်းတရားကတသိန်းတန်တဲ့မင်းထိုက်စိုးတန်အမျိုးမှန်နဲ့အဖိုးတန်ကဗလာနီတဲ့တသိန်းတန်ကဗလာနီဂျုံတယ်ကြီး2ခုတက်ပေးတယ်အဲ့ဒါမင်းတစ်ထည်မင်းစနီးတစ်ထည်အဲ့ဒီကဗလာနီဂျုံတယ်ကြီး2ခုကိုဒီပုံနှန်းကြီးဒါငါနဲ့မတော်ဘူးမင်းတိုက်စိုးတန်အမျိုးမှအဖို့တန်ယရနာကဗလာချုံတယ်တို့နဲ့မတန်ဘူးဘုရားနဲ့တန်တယ်ရှင်ဘုရင်တို့နဲ့တန်တယ်
မြတ်စွာဘုရားရှင်ကိုရောမြတ်တရားဟောတဲ့နေကြပလင်ထက်ကနေမျက်နှာကျက်တင်းပြီးတော့တထဲလှူတယ်တထဲတော့အိမ်သေးသွားပြီးတော့သံဃာတော်ဒီဆွမ်းခံကြွလာဆွမ်းခံတဲ့အခါသံဃာတော်များထိုင်တဲ့အပေါ်ကနေမျက်နှာကျက်တင်းပြီးတော့လှူလိုက်တယ်ဘာသရီကောသလမင်းတရားမြတ်စွာဘုရားတရားပွဲတစ်ချိန်ဟောတော့တရားနာသွားပြန်တော့ဘုရားရှင်ကိုရောမြတ်ရဲ့တရားဟောပလင်အတက်ကကပလန်ဒီမျက်နှာကျက်ကြီးမင်းကြီးတွေ့တော့မင်းကြီးကပလန်ဒီမျက်နှာကျက်တွေ့ပြီဆိုတဲ့အခါကျတော့အံ့ဩတယ်ဒီကပလန်ဒီမျက်နှာကျက်ဟာပုံနာကြီးမနဲ့ခင်းကငါပေးလိုက်တာအခုဘုရားရဲ့အပေါ်မျက်နှာကျက်တင်းလူထားတယ်အဲ့ဒီပုံနာခေါ်တဲ့ကျေနပ်လွန်းလို့ဒီပုံနာရွှေနန်းတော်ခေါ်ပြီးတော့မင်းကြီးဆုလတ်ပေးပါတယ်တဲ့ဘာဆုလတ်တွေပေးတုံဆိုတော့ဆင်၄စီးမြင်းက၄စီးယထာ၄စီးအမျိုးသမီးကညာ၄ယောက်ကျွန်းမိန်းမ၄ယောက်ကျွန်းယောက်ျားက၄ယောက်တလတသိန်းအခွန်ထွက်တဲ့ရွာကြီးက၄ရွာလို့တပ္ပစတုကအလုံးစုံ၄ခုပါတဲ့စုကြီးများမင်းကြီးပေးသနာအဲ့ဒီသတင်းဒီတမဟုတ်ချင်းဇေရဝံကျောင်းတန်ဃာတော်တို့ရဲ့နှုတ်ဖျားနဲ့နားမှာပြန့်နှံ့တန်ဃာတော်တို့ဒီသတင်းကြစုယုံ၍ပြောဆိုကြမြတ်စွာဘုရားကကြွလာจิตသားတို့ပါစကားပြောကြတော့ဒီဘုံနာရဲ့အကျိုးပေးဆန်းကျက်လုံးလို့ဘုရားတပည့်တော်များဆွေးနွေးကြပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကမိန့်တယ်จิตသားတို့ဒီဘုံနာဟာညင်ဥယံတုံးကပါလှူမယ်ဆိုတဲ့စိတ်ကူးပေါက်ဒီစိတ်ကူးဖြစ်လျင်ဖြစ်ချင်းချက်ချင်းလူဖြစ်ခဲ့သူဟာတပ္ပသောလတက16ခုသောဆုလက်ကြီးတွေကိုသူသိကြလိမ့်မယ်ညင်အလယ်ပိုင်းတုန်းကလူဖြစ်ခဲ့ရင်တပ္ပအထက်က8ခုသောဆုလက်တွေကိုရလိမ့်မယ်ယခုတော့နောက်ပိုင်းမိုးလင်းကနေမှစေရနာနဲ့တရားချမ်းမှာမစ္စရိယတွေလောဘတွေထွေးလုံးရပဖြစ်ပြီးမိုးလင်းကနေနောက်နှောင်းကြမှာလူဖြစ်တဲ့အတွက်ကြောင့်တပ္ပစတုကစု၄ခုစုပဲရတော့တယ်จิตသားတို့တရားစေရနာဖြစ်ရင်ဆိုင်မနေကြနဲ့ချက်ချင်းသာလှူလိုက်ကြဟောဒီစိတ်စေရနာဟာဥပ္ပကိလေသာဝင်ဖို့အလွန်လွယ်တဲ့မကောင်းသောအကြံစီမှာပျော်မွေ့တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားဒီနေရာရှေ့ပိုင်းကဒေသနာများကိုဟောခြင်းဖြစ်ပါတယ်ဣဒ္ဓကြောင့်အဘိဓရိထကလျာဏီပပစိတ်တံနိဝရယေတန္တံကရောတောဘုံညံပပသမိန်ရမတိမနောဘိကဝေပရိသလေးပါจิตသားจิตသမီးတို့ကလျာဏီကုသိုလ်လုပ်ငန်းမှန်သမျှတို့မှာအဘိဓရိထလှူမယ်မလှူဘူးလို့စုံဆိုင်သောဧကသန္တငါပုံနာလို့စုံဆိုင်နဲ့လုပ်ပြီးတော့မနေကြပါနဲ့အဘိဓရိထလင်မြန်ဆိုးစွာအထုတ်ကြကုန်ရ၏ပုံနာမိုးလင်းမှာလှူပြလို့အကျိုးပြညံ့သွားတာ၄ခုစုပဲရတယ်ညင်အလယ်ပိုင်းမှာလှူပြရင်၈ခုစုရမယ်ညင်ဥယံလှူပြရင်16ခုသောစုတွေရမယ်စေရနာဟာဆုတ်ဆိုင်သွားတဲ့အတွက်ကြောင့်အကျိုးပေးလေးဆုတ်ဆိုင်သွားတာကိုသဘောကျတန်တန်ကရောတော်ဘုံညံကောင်းမှုကိုတန်တန်နှုတ်နေကရောတော်ပြုလုပ်တဲ့ပုဂ္ဂိုလ်အားဘုံညံဗလံကောင်းမှုရဲ့အကျိုးပေးလေးပဲတန်တန်နှုတ်နေသည်ဟောဒီဖြစ်ပါပေ၏မနောစိတ်သည်ပါပသမီမှာကောင်းတဲ့အကြံစီမှာဓမ္မတိမွေလျောနှင်းချိတ်ပြောပိတ်တတ်ပါပေ၏ဓမ္မတို့ကြောင့်ကလျာဏီကုသိုလ်လုပ်ငန်းမှန်သမျှ၌အဘိဓရိထလင်းမြန်ဆွမ်းစွာအထုတ်တော်မူကြကုန်ရသတည်းဒါနိဇာယုတ်တင်းစသမာနမဟုအပ္ပပိတန္တဘဟုကေဇိနန္တိအပ္ပပိစေတန္တဟာနောတရာတိဒေနေဝံသောဟောတိဒုက္ခိပရထဘိကဝေပရိသလေးပါจิตသားจิตသမီးတို့ဒါနင်းစဒါနဘူလကောင်းယုတ်တင်းစစစ်တိုက်ခြင်းကို၎င်းဗမဏတူမြသည်လို့အာဟုဆိုကြပေကုန်၏ပုံနာကြီးတညလုံးတိုက်ယူရတယ်မိုးလင်းမအောင်ဒါနိဇာယုတ်တင်းစပမာဏမဟုအပ္ပပိတန္တဘဟုကေစိနန္တိဧကေချုပ်ကုန်သောစိသူရဲတို့သည်အပ္ပပိတန္တမိမိတို့ရဲ့စေတနေပင်နေညတော်လဲဘဟုကေမြောင်များသောယံသူတွေကိုဇိနန္တိအောင်မြင်ကြပေကုန်၏ဧဝမေဝဤအတုပင်လင်တတ္တဟံသောတရာအာကောင်းတဲ့သူတော်စင်သည်အပ္ပံပြည့်နေငယ်မြတ်သောပစ္စည်းကိုလည်းပဲဓာတုံပေးလူချင်းငါသက်ကောတိတတ်နိုင်ပါပေ၏တသမတို့ကြောင့်ဒီနေဝတို့ကရာအာရှိပြီးတော့အနေငယ်မြတ်ပေးလူရတဲ့ဒါနကြောင့်ပင်လည်းသောထိုအလူရှင်သည်ပရတ္တတမလလောကနောက်ဘဝမှာဒုက္ခိကိုစိတ်နှပြချမ်းသာခြင်းရှိသည်
ဟောဒီကောင်းစွာမသွေဖြစ်ပါဘိတ္တိဧကသာတကပုံနာရဲ့ဝတ္ထုတဲ့ဘုရားတော်ပြိဿပြီးကြဆိုဗျာသင်္စီတံမေမပုံညံဓမ္မဒေဝကသင်္ဟိတံဒေနသဗ္ဗေဒုက္ခယန္တုဇနာဣဋ္ဌသမင်္ဂိနောမေမယဒေသကဖြစ်သောတရားဟောဆရာငါသည်ဓမ္မဒေသကသင်္ဟိတံဌာနသည်စစ်တရားတော်လောခက်သည်ဆိုသောအကြောင်းအရာကိုဧကဗန္တကပုံနာရဲ့ဝတ္ထုဖြင့်ရှင်ဆက်၍ထုတ်ပြန်ငါဟောဆိုရခြင်းနှင့်ဆက်ရှင်သောယမဟာပုံညာအကျင့်ဓမ္မဒါနတရားအလှတိဟုသောပုံညာကရိယာကုသိုလ်ဒုက္ခသင်္စီတံတရားလိုလားကြသည့်အမျိုးသားအမျိုးသမီးများအတွက်ကြိုးစား၍စီပူလိုက်ရပါပေပြီတောင်းမေဟိပိတရားရှိခင်စိတ်ကောင်းဝင်ကြကုန်သောဉာဏ်သူတော်စင်ပရိသတ်ပေါင်းတို့သည်လေယမဟာပုံညာကျင့်ဓမ္မသဝနာတရားနာကြရတဲ့ဘာဝနာပုံညာကရိယာကုသိုလ်ဒုက္ခသင်္စီတံကောင်းစွာမသွေစီးပူမိကြပါပေပြီဒေနာတို့သုစီဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညာကရိယာကုသိုလ်တို့ကြောင့်သဗ္ဗေလွေရရနတ်အပြာပြပြမမကျွင်းခပင်းဥဒ္ဒံအလုံးစုံကုန်သောသန္တာတရားနာပရိသတ်နှင့်တကွသတ္တဝါဟုနတ်လူပြမပေါင်းများစွာတို့သည်ဣဋ္ဌသမင်္ဂိနောမိမိတို့လိုလားတောင့်တအပ်သောကောင်းကျိုးချမ်းသာဣဋ္ဌအတွေကျက်သည်မင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယန္တုယနေ့ကစနိဗ္ဗာန်ရသည်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကျမ်းကျမ်းမာမာချမ်းချမ်းသာသာရှိတော်မူကြပါစေကုန်သတည်း